ထွမြောက်ရကျမ်းအခန်းကြီး24တဖန်ထာဝရဘုရားကတင်ဒီအာရုံနာဒန်အဘိဟုအစရှိသောဣတေလအမျိုးအသက်ကြီးသူ9ကျိတ်နှင့်တကွထာဝရဘုရားထံတော်သို့တက်၍သူတို့သည်ဝေဝေကိုးကွယ်ကြစေတင်တယောက်တီးတာထာဝရဘုရားထံတော်သို့ချင်းကပ်ရအခြားသောသူမချင်းမကပ်ရလူများတို့သည်တင်နှင့်အတူမတက်ရကြဟုမောရှေအားမိန့်တော်မူ၏မောရှေသည်လည်းလူများတို့ရှိရသောလာ၍ထာဝရဘုရား၏စကားတော်အလုံးစုံကို၎င်းစီရင်တော်မူချက်အလုံးစုံကို၎င်းပြန်ကြား၍လူများအပေါင်းကလည်းထာဝရဘုရားမိန့်တော်မူသည်မြအတိုင်းအကျွန်ုပ်တို့ပြုပါမည်ဟုတတန်ဒီပြန်ပြောကြ၏မောရှေသည်ထာဝရဘုရား၏စကားတော်အလုံးစုံတို့ကိုရေးထားပြီးမှနက်နက်စောစောထ၍တောင်ချေရင်း၌ရစ်ပလင်ကို၎င်းဣတေလအမျိုး12မျိုးနှင့်အမျှကြောက်တိုင်12တိုင်ကို၎င်းတည်လေ၏ဣတေလအမျိုးသားလူပြိုတို့ကိုစေခိုင်းသည့်အတိုင်းသူတို့သည်နွားများကိုယူ၍ထာဝရဘုရားရှေ့မှမိရှုသောရစ်မိတ္တဟာယရစ်ကိုပူဇော်ကြ၏မောရှေသည်လည်းအသွေးတစ်ဝက်ကိုအင်တုံ၌ထည့်၍တစ်ဝက်ကိုရစ်ပလင်ပေါ်မှဖြန်းလေ၏ပရိညံစာကိုလည်းယူ၍ပရိသတ်များရှေ့မှဖတ်ပြီးလင်သူတို့ကလည်းထာဝရဘုရားမိန့်တော်မူသည်မြအတိုင်းကျွန်ုပ်တို့ပြုပါမည်နားထောင်ပါမည်ဟုပြောဆိုကြ၏မောရှေသည်လည်းအသွေးကိုယူ၍လူများအပေါ်မှဖြန်းလက်ဤအသွေးကဤအမှုအရာတို့တွင်တင်တို့၌ထာဝရဘုရားဝန်ခံတော်မူသောပရိညံဤအသွေးဖြစ်သည်ဟုပြောဆို၏ထိုအခါမောရှေအာရုံနဒန်အဘိဟုအစရှိသောဣတေလအမျိုးအသက်ကြီးသူ9ကျိတ်တို့သည်တက်၍ဣတေလအမျိုး၏ဖယားသခင်ကိုမြင်ကြ၏ခြေတော်အောက်၌နီလာကြောက်ဖြင့်ပြီးသောကြောက်ခင်းကဲ့သို့၎င်းကြည်လင်သောကောင်းကင်မျက်နှာကဲ့သို့၎င်းထင်လေ၏ဣတေလအမျိုးသားမုမတ်တို့ကိုအပြစ်ပေးတော်မမူသူတို့သည်ဖယားသခင်ကိုမြင်ရတော်လဲစားတောက်လက်နေကြ၏ထာဝရဘုရားကလည်းငါရှိရာတောင်ပေါ်သို့တက်၍နေလောလူများတို့အားတွင်တင်ဖို့ရကြောက်ပြားပေါ်မှာငါရေးထားသောပြည့်ညက်တရားများကိုသိနိုင်ငါအပ်ပေးမည်ဟုမောရှေအားမိန့်တော်မူလေမောရှေသည်မိမိလက်ထောက်ယောရှုနှင့်အတူထ၍ဖယားသခင်၏တောင်တော်ပေါ်သို့တက်သွား၏တက်ကြီးသူတို့အားလည်းငါတို့မလာမိတိုင်အောင်ဤအရက်၌ငတ်နေကြလောအာယုန်နှင့်ဟုရသည်တင်တို့၌ရှိသည်ဖြစ်၍မေတိသူမဆိုအမှုအခင်းရှိလင်သူတို့ထံသို့သွားစေဟုမှာထားလေ၏မောရှေသည်တောင်တော်ပေါ်သို့တက်၍မိုးတိမ်သည်တောင်တော်ကိုလွှမ်းမိုး၏ထာဝရဘုရား၏ဘုန်းတော်သည်တိနာတောင်ပေါ်မှထိ၍မိုးတိမ်သည်6ရက်ပတ်လုံးလွှမ်းမိုး၏တတမနေ့ရက်၌မိုးတိမ်တဲကအတန်တော်ထွက်၍မောရှေကိုခေါ်တော်မူ၏ထာဝရဘုရား၏ဘုန်းတော်သည်တောင်ထိပ်ပေါ်မှလောင်သောမီးကဲ့သို့ထင်း၍ဣတေလမျိုးသားတို့သည်မြင်ရကြ၏မောရှေသည်မိုးတိမ်အထဲသို့ဝင်သည်ဖြင့်တောင်ပေါ်သို့ရောက်၍အရက်40ပတ်လုံးတောင်ပေါ်မှနေလေ၏